ရှိဆောင်နာတာသစိပြန်လေးလက်ပြလေးဆောင်စရာတော်ဖျားတို့ကျေးဇူးအနန္တဤလင်္ကာစီကုံဖွင့်သည်ပူဇော်ကြောပါဤဖျားကြည်တေခန္ဓာယဖျား၏တရားများကိုလေ့လာသင်ယူကြိုးစားကိုယ်တိုင်ကြည်ကြံရှိဆောင်နာတာသစိပြန်လေးလက်ပြလေးဆောင်ဆရာတော်ဘုရားတို့ကျေးဇူးအနန္တဤလင်္ကာစီကုံဖွင့်သည်ပူဇော်ကြောပါဤဖျား229တွေ့သောဝိနည်းတိုက်ခါလိုက်နာစီကြည်သောဥပုရိသမြတ်သောအရှင်ယဟန်တော်တယုတ်ကိရှောကလောတန်ရာကိုအဆုံးသတ်ဖို့ကြိုးစားခြင်းကသာသနာတော်ကြီးရဲ့တောင်းဝန်ဝတ္တရားများကိုထမ်းရွက်နေကြကုန်သောသာမဏေရသမဏသာသနာဝန်ထမ်းရှင်ယဟန်များသည်အလားဆုံးသီလစဉ်ဘဂဝါမြတ်ဖျားသားအမိတွင်ယေဒနာထိုက်သောမြတ်တန်ကကြောပါဤဖျားအာယုသောတိကြရန်တို့ကျေးဇူးတော်ခြင်းကမဟာပဏိတာဘုရားစကားတော်ဖျားရဲ့ဥပဒေတရားခံပြီးသားဖြစ်တော်မူသောမောဂမောင်ရမန္တိဘုရားရဲ့အမှုတော်သာနေပြီးတော့ပြင်မှုတော်ဓမ္မရာဇီယေတာတောင်းတကြီးများ၏ဥသိပရဏနာယကချုပ်နိုင်ငံတော်အတ္တမဟာကောင်တာစရိယမဟာဓမ္မကတိကဘုရားနာဟိတရာတိရဏီပါသာသနာပြုကျော်ဓမ္မရာဇီဆရာတော်ဘုရားရဲ့ဗိဒါဖြစ်တော်မူသောယခုမြတ်မောရှိမောဟမြို့ဓမ္မရာဇီနာယကဆရာတော်ဘုရားဗရာယုကျော်လက်ဆောင်မူ၏ရှိခိုးကြောကြပါစို့ခင်ဗျာ
ကမှာပါဏိတာမောဂုဆရာတော်ဘုရားကြီးဉာဏ်တော်အရင်မှန်း၍ရှိခိုးကုသိုလ်ပူဇော်မှန်လျှော့ကြောကြရသောကုသိုလ်မွန်းတပနာမှာတက်ကြသာကရဝကောင်းမှုကုသိုလ်ကံစေရနာတထာပညာဝရိယတို့ကြောင့်မိမိတို့တို့ရာတောင်းတအမြင်တို့ပါစေရသောမဝေယမနယမတရားဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခကတိန်ချုပ်ခြင်းအဖြစ်သောနိဗ္ဗာန်သို့၎င်းတော်ငါယကိလေသာတို့ဆိုရခြင်းအသိဉာဏ်ဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ကျိုးစားပွားများအထုသက်ဖြစ်သောဒါနသီလကမ္မတာစေနာကနဲ့တကွာဝိပဿနာဉာဏ်သည်ပြင်းမြန်စွာမဲ့ဉာဏ်တို့ခြေသွင်းပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုရနိုင်ကြသည်ဖြစ်ကြစေဟုတ်စေပါရှင်တို့တို့ပါတော်ရှင်ပါလေသေနတာသေနသမဏကတံသဒ္ဒတိလံဓမ္မယာသာမိဒုက္ခံကတဝါတိဒာဒီဗန္တိတိယံပိတတိယံပိအမန္တေရဏိနတဟသမဏကတံသဒ္ဒတိလံဓမ္မယာသာမိဒုက္ခံကတဝါတိဒာဗန္တိသမဝရမိတံဝတိဒာမောတတဘဂဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တဒ
သေစယောဟောတုတရဏိနာသတေငါသမနာကကံဘောဒရပရမတ္တသီလံသာရကတဝဓမ္မအပမတေနသမ္မာဒိဋ္ဌာဘုရားမြတ်ဖြစ်ကြတော့ဥမြင့်တေ63နှစ်ပြည့်ဝိနည်းနဲ့ဗောမြတ်ဆွေမိသားစုတို့များလူဝိထုများစက္ကလူလာပေးပါရလေးစားစွာဖြင့်ပန်ကြားပါမယ်နော်ယံကေပုံညာဘောဓိဉာဏတာသစ္စယောဟောတုသာဓုဆက်လက်ပြီးဓမ္မပူဇာတော်များကိုစက္ကလူလာပေးပါရလေးစားစွာဖြင့်ပန်ကြားပါမယ်နော်63နှစ်ပြည့်ဝိနည်းဉာဏဖြင့်သက်ရှိရာနာမေကြောင့်ပါရမီကုသိုလ်တူပါကြောင့်ထောက်ပံ့ဖြစ်ပါစေခြင်းအကျိုးငါတဏ္ဍဘုံကိုအာယုပြု၍ဝကမ္မဒီကုသိုလ်ဖြင့်ဒီတမ်းပါ၏ပူဇော်ပါ၏အရှင်ဘုရားသာဓုသာဓုသာဓုယနေ့တနေ့တာဆုံးတဲ့ဓမ္မပူဇော်တော်ကြ25နှစ်ကုသိုလ်ရှင်များဖြစ်ကြတော့ဦးမြင့်တေ63နှစ်ပြည့်ဝိနည်းတော်မြတ်ဆွေသမီးကိုစင်နေတော်မအီခိုင်ကိုအောင်ခိုင်တော်မပပဝင်တာမောင်ကောင်းထက်ဟိမကျူရမူသမီးမငိမ့်စုရင်တာဝိမိသားစုတော်ဆရာတော်ရှင်သူမြတ်မှာတာရုမောနာကိုပြုတော်များပေးအပ်ရှိနေတော်မှာဖြစ်ပါလိမ့်နော်ဆက်လက်ပြီးမောင်မျိုးချမ်းသာပါစေရဆေးရုံဆက်တာဆိုတာများပဲဆောင်းပေလည်းရေလက်ဆက်တော်ကြသိန်း5လူချင်းရဖြစ်ကြတော့ဖခင်ကြီးဝေအောင်မိခင်တို့ကြီးမွေးတာမောင်ဟိလာအောင်39နှစ်မွေးနေ့ဒီသားစုကဂျုံပြတော့လက်ခံနေမှာရေစောစောဖြင့်ဖိတ်ကြပါလိမ့်နော်မောင်မျိုးချမ်းမြောက်ရမှာဆိုလာရသူတော်ကြ9000လူရှင်ရပြတော့ကိုစင်မင်းတော်မအီခိုင်တာမောင်တန့်ဇာနီတော်မောင်ဟိဇာနီတော်ဒီသားစုကိုပြုတော်လက်ခံနိုင်ပါရလေးစားစွာဖြင့်ပန်ကြားပါမယ်ခင်ဗျာသာဆက်လက်ပြီးမောင်မျိုးလူကြီးရမှာစေတနာသူတော်ကြ9000လူရှင်ရပြတော့ဥပန်းတော်တာဘုကမောင်စုသမီးမညာဝမောရောရည်စေတော်မူယောဂိမ34ဘုပြုတော်လက်ခံနိုင်မှာလေးစားစွာဖြင့်ဖိတ်ကြားပါတယ်နော်ဘုရားဝေမျက်စက်ကတွေ့ရခြင်းနဲ့ဘုပြုတော်ပြည့်ခြင်းစီစဉ်ဤစမှာကြောင့်ဘုရားကြီးတော်ယူသည်စွာဖြင့်လျှောက်ထားအပ်ပါဆရာတော်ရှင်မြတ်ခင်သံဃာတော်ရှင်သူမြတ်တို့ဗျာယနေ့စကိုင်းတိုင်းဒေသကြီးမူရမြို့ချမ်းမြဝတီရနွယ်တာလမ်းဓမ္မရာတိမိုးရိတာကျောင်းတက်ကြီးအတွင်း၌62ကြိမ်မြောက်90ကြိမ်မြောက်တရားစခန်းပွဲ62ကြိမ်မြောက်ခန္ဓာဝန်ချပြန်တော်ပူဇော်ပွဲသုဘောင်းပုဂ္ဂတိတရားစခန်းပွဲနဲ့တကွဒီခန္ဓာမှာဒီနေ့ပထမဦးဆုံးစွမ်းကုသိုလ်ရှင်ပြုအလှူတော်နဲ့တကွစွမ်းကုသိုလ်ရှင်များဖြစ်ကြတဲ့ဦးမြင့်တေ63နှစ်ပြည့်မွေးနေ့မင်္ဂလာဖြစ်တော်ပြည့်မြတ်ဆွေဦးမြင့်တေတော်ပြည့်မြတ်ဆွေသာသူသမီးကိုစင်မင်းထောမအီခိုင်သမီးကိုအောင်နိုင်ကိုအောင်ခိုင်ထောမပပဝင်သားမောင်ကောင်းထက်ဟိမကျူလိုက်မို့သမီးမငိမ့်စုရင်မ
မြေမောင်တန့်ဇာတိထွန်းမောင်ဟိန်းဇာတိထွန်းမောင်ဆိုင်ဝနာထွန်းမောင်ဆိုင်ပြည်စုံထွန်းမိသားစုတို့ရဲ့အလူဖြစ်ပါတယ်။ကောင်းလို့ရှင်များနဲ့တကွတပိသတော်ရှင်များဖိတ်ကြားတဲ့ကျောင်းတော်ကြသည့်အပရိသတ်ပေါင်းသူတော်ကောင်းတို့ဤကိုရဲဘောပနထာနာတို့၌အလိုမရှိရမနစ်တဲ့အတော်အိဋ္ဌဗေဒံရံမန္တရများကျင့်စဉ်ပပြောက်၍ကောင်းကျိုးချက်တွေပြပြဒုတက်ကလောကီလောကုတ္တရာတရားများဆောင်ရွက်ရဖြင့်ချမ်းသာဒုက္ခဖြင့်ချမ်းသာတာဆောင်ရွက်နိုင်ရန်အတွက်မေတ္တာရှိရှိပြီးတော့မေတ္တာတုတ်ပေးမြတ်ဒေသနာတော်ကိုချင်းမြင့်ပြီးတော့ပူဇော်ပါရန်ဘုရားပြီးတော့ပန်ကြားလျှောက်ထားပါသည်တန်ဃာတော်အရှင်သူမြတ်တို့ဗျာတမန္တာသတ္တဝါလေတုအတရာကိသံဒုဒေဝတာတတ္တမံမုနိရာဇတ္တကုဏံဒုတကမောက္ခတံဓမ္မတဝနာကာလောအယံဗရန္တာဓမ္မတဝနာကာလောအယံဗရန္တာဓမ္မတဝနာကာလောအယံဗရန္တာနမောတတဗုဒ္ဓဝါဒောရတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓဝါဒောရတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓဝါဒောရတောသမ္မာသမ္ဗုဒ္ဓတာယတာနုဝါဒောယခာနိဝါတတေတိပိတနံယမိဇဝါနောသံဃာရတေတိဝမတ္တံတိတောဒုက္ခသုပတိတုံတောသပပံကိစီနပတ္တိဧဝမာရိဘုရုပေတံပရိတံတံဗနာမဟေကရဏီယမတ္တကုသလေနာယနာတန္တပရံအပိတမေသာတေဝကုသတသုသုသသူဝဇောသတာမုဒုနာတိမာနိတန္တုတကောသသပရောသပကိသောသတံလောကဟောတိတဏ္ဍိနရိယောသာဒီဘောသာအပကဘောကုလေသွာနန္ဒုဂိတောနာသဗုဒ္ဓမာတရေဂိသိယေနဝေညုရေဥပဝေရယောသုခိနောဝါကေမိနဝန္တုတပတ္တရာဘဝန္တုသုခိတတယေကေတိဘာနာဗုဒ္ဓတိတတဝါသဝရဝါဒဝတိတာယေဝဝယေဝမာနာမိမရတကာနုကဒုလာဒေဝဝယေဝဒိဋ္ဌယေဝဒုရဝတ္တနိယဝေတုတိဘုဒ္ဓဝါသံဝေဒီဝတပတ္တရာဘဝန္တုသုခိတတနာပရောပဒံနိဘောဗေဒာနာတိမြေတာကာတာတိနာကိစီယာရောတနာမိကပညာနိညမညာတာဒုက္ခမိစေယမာတာယရဏိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရကေဧဝံမိတဝဗုဒ္ဓတုမနတံဘာဝယပိမာနံမေတ္တေသာသဗ္ဗလောကသမေမနတံဘာဝယပိမာနံဩဒံဒောသတိရိယံသာတံပါရံဝိရပတပတံဧကန္တရနိသိနောဝတိယနောယဝတ္တတဝိတမေတောဧကန္တရေရေဓမ္မမေတ္တဝိရဒမိရမဟုဧနာနဘကမတဝါဒသရိနာတံပန္နောကာမေတုနိယလေတံနာယသတောကဘာတိယပုဏ္ဏတိယေတိပိတောဘဂဝါရသမ္မာသမ္ဗုဒ္ဓောဝိဇာတရကသမ္မနောသုတောလောကဝိတုနုတ္တရောပရိသဓမ္မတာရတိအထာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါဒဂတောဘဂဝါတာရမောအနိတိကောအကာလိကောဧပါတိကောအဘာနိကောပိစ္ဆတံဝိရိတောဘဝေညူဤသောပတိပန္နောဘောတောတဝကတံကောသောပတိပန္နောဘောတောတဝကတံကောနယပတိပန္နောဘောတောတဝကတံကောသာမေဇပတိပန္နောဘောတောတဝကတံကောယတိရံသတ္တာရိဝိရိတယုဂာနိယတပရိသပုဂ္ဂလာဧတဘဂဝတောတဝကတံကောအာဟုနေယပါဟုနေယောဒဂိနေယတတိကရေတိယောနောဒံဘုညတိတံလောကတာဧဝဗုဒ္ဓံတရဏဓမ္မတံကျင်းစဘိကောယဝါသမိတတမအရမသောနာယတတိဉာဏနိမိတ်ဝမင်္ဂလေသရောသမနဝသုဏတတတောအဘဂဝရသမိနာကန္တံဘုရားနိဗ္ဗာန်ဝိနာဝိနာတမေတုဉာဏနိမိတ်ဝမင်္ဂလေသရောသမနဝသုဏတတတောအဘဂဝရသမိနာကန္တံဓမ္မနိဗ္ဗာန်ဝိနာဝိနာတမေတုဉာဏနိမိတ်ဝမင်္ဂလေသရောသမနဝသုဏတတတောအဘဂဝရသမိနာကန္တံသံဃာနုဘဝိနမနာတမေတုသဗ္ဗိတိယောဝိဇန္တုသောကောရောဘောမိနာတေတုမာတိမုတုန္ဒရာယတုတိတိကာယဘောဘဝဝိဝရဏတိလိတံနိစ္စဟောတပ္ပစာယိနောသတ္တာရောဓမ္မဝတ္တံတုအာယုဝနောသူကံပလံသာဓုသာဓုသာဓု
သူတမ်းမှုသူတို့ကိုအနမောဒနာလို့ရည်တဲ့သွန်းချမြတ်တမ်းပြုကြမှာဖြစ်တည်တယ်အတုံတရားနှလုံးသွင်းကြတရားပဲအာရုံပြုကြဒီနေ့သာသနာတော်နဲ့1560နဲ့ရှင်မြန်မာဘောဇာတက္ကရာ1386ခုဂရင်ကျော်လာဇန်10ရက်ခရစ်နှစ်2024ခုအောက်တိုဘာလ17ရက်စနေနေ့စကိုင်းတိုင်းဒေသကြီးမောင်ရမြို့ချမ်းမြဝတီရနွယ်ထာလန်းဓမ္မရန်ဒီမိုးရတာကျောင်းလိုက်ကြီးတွင်၌ဓမ္မရန်ဒီမိုးရတာကျောင်းလိုက်ကြီးများ၏ဦးစီးပဒနာနာယကချုပ်နိုင်ငံတော်ကမဟာကမ္ဘာရဏတရိယမဟာဓမ္မဂတိကဘုဇနာဟိတတရာဓမ္မရန်ဒီဆေတော်ဘုရား၏စီစဉ်ညွှန်ကြားမှုဩဝါဒကိုခံယူပြီးမောင်ရမြို့ဓမ္မရန်ဒီသာသနာဓမ္မရန်ဒီဘုဂဝဒနာတရားသင်တဲ့လုပ်ငန်းတွေပြန်ပေါ်ရေးသာသနာ့တော်ကပေါ်ကြီးနဲ့ဒီဘဒကုသရဏတင်းသူတင်သားများတိကျလို့ရှိရင်များစုပေါင်းကျင့်ပါတော့ကျေးဇူးတော်ရှင်ကမဟာပါဠိတဘုရားဆရာတော်ဘုရားကြီး62နှစ်မြောက်ခန္ဓာဝန်ကျဉာဏ်တော်ပူဇော်ဝိနေသတ္တမအချိန်မြောက်စုပေါင်းမဟာဘုံကတိသင်္ကန်းတရားဆက်ကလူထံပွဲအထိတ်မှတပံ90ချိန်မြောက်ဝရဏကာလတရားစခန်းပွဲဒီတရားစခန်းပွဲကြီးတွင်တရားစခန်းဝင်တရားထုတ်ကြသည့်ယောဂီသူတော်သင်ပေါင်းတို့၏သီလသမာဓိပညာတိတ်က300အချင်းမြတ်ကိုအာယုပြုပြီးတော့မှဒီနေ့ရှင်ပြုအလှတော်မင်္ဂလာအကြောင်းပြု၍ဘုံရမြို့ချမ်းမြဝတီရဦးမြင့်ထေ6သက်နှစ်ပြည့်မွေးနေ့မင်္ဂလာဝင်းနေချင်းဦးမြင့်ထေနဲ့တော်မြတ်မြတ်စေမိသားစုသမီးကိုစင်မင်းထွန်းမအေးခိုင်သမီးကွန်ခိုင်ထွန်းမပပဝင်းတာမောင်ကောင်းတဲ့ဟိမကျူးလိုက်မို့သမီးမငိမ့်စုရင်မြေမောင်တန်းစင်စာနီမောင်တန်းဇာနီထွန်းမောင်ဟိန်းဇာနီထွန်းမောင်ဆိုင်ဝနာထွန်းမောင်ဆိုင်ပြည့်စုံထွန်းမိသားစုတို့၏ယနေ့ရှင်ပြုအလိုတော်စွမ်းအလိုတော်ဖြစ်ပါတယ်တပံဘုရားအလိုတော်ငွေကျပ်3000တရားအလိုတော်ငွေကျပ်3000နိုင်ရဆရာတော်ဝိသရိယဓမ္မဘုရားတော်ငွေကျပ်5000နဲ့ကျောင်းရှိတန်ခါ18ပါးတပါးလေးရင်3000ကျပ်စီဖြင့်စုစုပေါင်း9,000,000ကျပ်တပံမောင်ရမြို့ချမ်းမြဝတီရကိုစင်မင်းထွန်းမအေးခိုင်တာမောင်တန်းဇာနီထွန်းမောင်ဟိဇာနီထွန်းမိသားစုတို့ကဆိုလာပြလူတော်ကျပ်5000မောင်ရမြို့ယုံကြည်ရနေကွယ်လွန်သူဥပန်းွယ်တာကိုခမောင်စိုးသမီးမမြဝင်းမောတို့ကရှိသူရဲ့တော်မူယောဂီမ14မိသားစုတို့ကစွမ်းပြေတာပင်အလူတော်ကြီးကျပ်5000လို့လည်းပဲတရားပြတဲ့ညာရှင်လန်းမှာသူရန်ဆက်ကပူဇော်ကြပါတယ်တဖန်မောင်ရမြို့ချမ်းမြတ်သာစီရက်နေစေယိုဇက်လန်းဘောက်ကင်ကြီးဦးဝင်းအောင်မိခင်ကြီးတော်ကြည်မွေးတာမောင်ဟိန်းလက်အောင်39နှစ်ပြည့်မွေးနေ့ဖြစ်ဆိုလာပြလူတော်ကျပ်5000နဲ့စွမ်းပြေတာလူတော်ကျပ်5000ရေထဲတဲ့လူတော်ကျပ်5000လို့လည်းပဲလူရန်ဆက်ကပူဇော်ကြပါတယ်တပံမောင်ရမြို့ဘုရားကြီးရဲ့နေတရုတ်တန်လန်းဥတ္တစေတော်ချူတော်ဝင်စနစ်စက်ကရိယာပစ္စည်းရောင်းဝယ်ရေးမိသားစုတို့ကကတိန်မြတ်မလူတော်မြတ်မကြီးလူတော်ကျပ်သိန်းနဲ့နိုင်ကဆရာတော်ဝိသရိယဓမ္မဘုရားကျပ်သိန်းတို့လည်းပဲတရားပြဋ္ဌာန်းညာရှင်လန်းကလူတန်းပူဇော်ကြပါတယ်ထို့လူရှင်တိတိနဲ့တကွာယောဂီပေါင်းဘုရားကောင်းတို့ဟာဘုန်းကြီးများပြန်လဲခြေသူစဟောကြားတော့ဉာဏ်ဖြင့်တက်နည်းဉာဏ်ဖြင့်နည်းတရားတော်တဲ့နော်ပြန်ပြောမယ်ဉာဏ်ဖြင့်တက်နည်းဉာဏ်ဖြင့်နည်းနော်ဉာဏ်ဖြင့်တက်ပြီးဉာဏ်ဖြင့်နည်းပြောရမအောင်ဒီအမြင့်ရောက်ခြင်းရင်ယောဂီတို့ဉာဏ်ဆိုတာမလိုပါဘူးလားအဲ့ဒီဉာဏ်ဟာယောဂီတို့နော်အဲ့ဒါဒီအမြင့်ရောက်ခြင်းသူအတွက်အဲ့ဒါကမဖြစ်မနေနော်အတုံးအပြုရလားတုံးပြုရလားအဲ့ဒီအတိုင်းပဲဒီဘုန်းကြီးကလည်းပဲဒီနေ့ဉာဏ်ဖြင့်တက်ပြီးဉာဏ်ဖြင့်ဤဆိုတဲ့တရားနဲ့နော်ယနေ့နော်ဥမြင့်ထေတဲ့နော်တော်မြင့်မြတ်စီမသားသူဥမြင့်ထေရဲ့63နှစ်ပြည့်မွေးနေ့မှာညီးရတနာလေးတွေဒါရှင်ပြုတယ်ပေါ့ဗျာအဲ့တော့ရှင်ပြုတဲ့အခါကျတော့ဒါပါလေလို့မေးခဲ့ရင်တော့ဒီကလေးလေးတွေကဒီဘဝနဲ့အခုချက်ချင်းနိဗ္ဗာန်ရမယ့်ကလေးတွေမဟုတ်ဘူးဒါရဲရဲပြောရတယ်ဟုတ်လားရဲရဲကိုပြောရတယ်မရနိုင်တိုးတော့သူတို့ဒီတဲ့နော်ဒီပပိစ္ဆလို့ခေါ်တဲ့တာမဏေရပပိစ္ဆနော်ရှင်သာမဏေဘောင်းကိုတွတ်သွင်း
ပြီးတော့မှမြတ်စွာဘုရားရှင်ရဲ့နော်အကျင့်သီလဓမ္မတွေပညာဒီတရားတွေကိုသူတို့နိုင်တဲ့လောက်လေးကြိုးစားအထုတ်ပြီးတော့မှပါရမီတွေနော်စီးဖို့နိုင်ပါလေဆိုမှဉာဏ်ဆက်ပေးတာဘာဆက်ပေးတာလဲဒီဉာဏ်နဲ့မှတစ်ဆက်တက်ပြီးတော့မှသူတို့ရဲ့ဘဝမြင့်ရနော်လိုတဲ့နောက်ဆုံးနိဗ္ဗာန်ထိအမြင့်ဆုံးနိဗ္ဗာန်ထိမတက်လှမ်းဘူးလားဒါကြောင့်ယနေ့ဒဂရမပေါင်းသူတော်ကောင်းတို့ကုလိုက်တဲ့ကုသိုလ်မှန်သမျှဒီတခြားလိုက်ဉာဏ်လားဉာဏ်ဆိုတာသိခရမယ့်ရာလားနော်ကိစ္စကြည့်ရင်ဖြည့်ဆည်းရမယ့်ရာလားအဲ့ဒါတော့သဘောပေါက်ကြဗျာတချို့ကျတော့တတိယတော်ကဗျာတဲ့ကုသိုလ်တွေတလောက်လုပ်ထားတာတဲ့နိဗ္ဗာန်ရသွားတဲ့အခါကျတော့ဒီကုသိုလ်တွေတတိယတော်ယူသွားလို့မရဘူးဆိုတော့ဘယ်လိုလုပ်မှာလို့ဘုရားတည်းပေါ်ရနိဗ္ဗာန်ရမှာတော့ကုသိုလ်တွေလိုသေးလားကုသိုလ်လုပ်တာဘာရကျင်လို့နိဗ္ဗာန်ရမှာတော့ဘာမလိုတော့ဘူးလို့အပေါ်ရောက်တော့ညာလိုသေးလားဘုရားတည်ပြီးလို့ဘုရားထိတင်ပြီးရင်ဘာလုပ်ရသေးလဲဘုရားထိတင်တော့မယ်ဆိုရင်ဘာဆင်ရတော့ဘုရားထိတင်ပြီးရင်တော့နှမျိုးပါတယ်ငါတို့ဘုရားထိတင်တာလည်းဉာဏ်ကြီးထားကြည့်ကောင်းနေတာလိုအပ်သေးလားခင်ဗျားတို့ပြောချက်လဲသူတယောက်ကတခုခုရောက်သွားလို့နော်ဟိုအမြင့်ရောက်သွားလို့တခုခုပြည့်စုံသွားလို့ကိုယ်နော်အဖက်မတန်တယ်လို့ဘာလို့မဆက်ဆံတော့ရင်အောင်မယ်ဖျားပြီးတော့ညံဖြစ်တာပေါ့တို့အခုတော့ပြစ်ထားပြီပေါ့ဟာသူကကိုယ့်ကိုညံဖြစ်ထားရင်ကိုကစိတ်ကောင်းနှလုံးကောင်းနဲ့ဝမ်းသာလိုက်စမ်းပါနောက်ဆုံးပြဘုန်းကြီးတို့ဇလန်လေးတစ်ခုရှိပါတယ်ညံချီတဲ့ကျိုးဆိုတာနော်ပါတယ်လို့အញ្ញမ်းကြည့်တဲ့ကြောဒီဉာဏ်ကြီးတစ်ခုလုံးကိုအထက်ရောက်ဖို့အတွက်ဉာဏ်ကြီးတစ်ခုလုံးကိုနော်အကုန်လုံးကိုနော်ထိထားတာဒီဘာကထိတာအဲ့ကျိုးလေးများပြုတ်သွားရင်နော်အဲ့တော့ကိုကြောင့်မလို့တို့ဉာဏ်ဖြစ်သွားတယ်ကိုကဉာဏ်ဖြစ်တယ်သူကထက်ရောက်သွားတယ်ဆိုဘောတလိုက်ပြီးလို့အဲ့တော့ကိုယ်လည်းမဖြစ်သွားပြီလေသူတော်ဟောဟုတ်တယ်မလားအောင်မြင်တယ်ကိုယ်လည်းမဖြစ်သွားပြီလေခင်ဗျားတို့မိဘတွေခင်ဗျားတို့အဖိုးဘွားတွေကဉာဏ်ချီတဲ့ကျိုးလိုပဲတနည်းပြောလို့ဉာဏ်နဲ့တူတဲ့သာသမီနဲ့မြင်းမြင့်တွေကအထက်ရောက်သွားတာကရှင်းရလားဉာဏ်ကိုနင်းပြီးမှတက်သွားကြတာဟုတ်လားအဲ့ဒါနဲ့မနာလို့အိတ်တာမြန်ဖြစ်သေးတာအဲ့ဒီလိုတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ်နော်ကိုယ်အတုံးချပြီးတော့မှတက်သွားလို့တစ်ခုရောက်သွားရင်လည်းပဲကောင်းမှဖျားပြီးတော့ညံ့ဖြစ်ဆိုတဲ့ငါတို့ကြည်နှမ်းအောင်သူတို့ကိစ္စလည်းပြီးတော့လက်ပေါ်ကြည့်မတော့မရဘူးဆိုတော့ခင်ဗျားတို့လုပ်ထားတဲ့အလုပ်တွေကကဲပါရမီမြောက်သေးလားကိုကြီးတော့ကိုကြီးပြီးမှဗျာကိုကြီးပြီးမှအလကားဖြစ်သွားတယ်ဆိုတော့အလကားဖြစ်သွားတယ်ဆိုတော့တန်ရလားတန်ရလားကိုကြီးတွေတာသမီတွေဆုံးမတော့မလုံနိုင်ရင်ဆွဲတယ်မလုံနဲ့လို့နော်လုပ်ပြီးရင်ဝမ်းမြောက်နိုင်အောင်ကြိုးစားဟုတ်ပြီလားလုပ်ပြီးရင်မလုပ်မှာလဲဝမ်းမြောက်နိုင်အောင်ကြိုးစားဝမ်းမြောက်နိုင်ပြီဆိုရင်လုပ်ဝမ်းမမြောက်နိုင်သေးဘူးဆိုမလုပ်တဲ့တိုင်အောင်ချင်းနေစဉ်းစားနော်စဉ်းစားပြီးမှဆုံးဖြတ်ချက်ပြီးတော့လုပ်တော့နောက်မဆုံးနဲ့ဘုန်းကြီးကလည်းကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဘုန်းကြီးကနောက်မဆုံးဘုန်းကြီးဆိုးတာလုပ်ပြီးတယ်ဆိုရင်လည်းအဲ့ဒီဆိုးတာကိုဆုံးတဲ့တိလုပ်လိုက်တာကြောက်စရာမကောင်းဘူးလားကောင်းတာဆိုရင်လည်းအဲ့တိုင်းပဲဟာပြုတ်လုံးပဲအဲ့ဒီစိတ်တွေနဲ့လုပ်ခဲ့တာနော်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာဟာဘာလို့ကဘဝကမလုပ်တဲ့လို့တားတယ်ကိုဆုံးဖြတ်ချက်ချပြီးရင်လုပ်တာအစိုးရတွေကဘယ်လိုလုပ်မှကောင်းတာဘယ်လိုလုပ်မကောင်းဘူးဆိုတာမျိုးကိုနားပေါအောင်လာပြောနိုင်ရင်ကောင်းတယ်နားပေါအောင်လာမပြောနိုင်ရင်တော့ကိုနားရတဲ့ပုံစံနဲ့ဆုံးဖြတ်ပြီးရင်တော့လုပ်တော့တာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့ဗျာဒါပေမဲ့အခုချိန်မှာတော့အစိုးလုံးမလားကောင်းလုံးမလားဒါဘုံလုံးကဆုံးဖြတ်ချက်ကိုပြောတာနော်အခုကျတော့ဘုံလုံးကမှားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုဘုန်းကြီးတို့ပြင်သိရင်ပြင်ရတာလေဘာလို့အဆုံးဖြတ်ချက်ချပြီးပဲဆိုမရဘူးလေမှန်ရလားပြင်သိရင်ပါလေပြင်ရတာပေါ့ပြင်သိရင်ပြင်ရမှာပေါ့ငါတို့ကဆုံးဖြတ်ချက်ချပြီးမှတော့လုပ်ရမယ်ဆိုတော့ဒါမဟုတ်သေးဘူးလေမှန်ရလားအဲ့ဆုံးဖြတ်ချက်ကမကောင်းဘူးလိုအပ်ချက်ဖြစ်နေတယ်ဆိုရင်ဒါပြင်သိရင်ပြင်ဖို့ပြင်ရမယ့်ကိစ္စမှန်ရလားအဲ့ဒါကိုဒုံးမီကတ္တကြီးနဲ့ပေါက်တဲ့နှစ်ဖူးမထူးဘူးဆိုပြီးတော့လေတင်ပြီးတဲ့ဘုရားဗဒနာနာပြီးတော့ဂျေနာနာဟုတ်တယ်မလားအဲ့ကောင်းလေးလားမကောင်းတော့ကြောင့်မလုပ်ခင်မလုပ်လဲ
စဉ်းစားပါအကောင်းဆုံးကိုရွေးချယ်ပါရွေးချယ်ပြီးရင်နော်ဆုံးဖြတ်ချက်ချတဲ့ပြည်ပြင်းပြတ်သားစွာလုပ်ပါလို့ဘုန်းကြီးထပ်ပြီးတော့တိုက်တွန်းပြရတယ်နော်ဟုတ်ပြီတော့ဒီကလေးတွေကိုဘုန်းကြီးတို့သာသနာ့ဘောင်ကိုတုတ်သွင်းလိုက်တော့ဦးမြင့်သေးရေအခုကြည့်လောလောဆယ်သာသနာ့ဘောင်တုတ်သွင်းလိုက်တဲ့အချိန်မှာဦးမြင့်သေးဘုန်းကြီးတို့ကြောင့်ကိုရောက်မလာဘူးဗျာဒါပေမဲ့အခုဒီမြေတွေများရှိနေရင်ခင်ဗျာကိုတော့ကမရောက်နိုင်မယ်ဒီမြေတွေရှိတော့ရောက်မှာပေါ့ဗျာမှန်ရလားနောက်တစ်ခါမောင်စင်မင်းတို့လိုလည်းပဲတာမောင်စာကြီးထုံးလို့နော်ဒီဟိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဟိန်းစာကြီးထုံးလို့ပေါ့အကျောင်းမှာလာပြီးဆိုကြပါကျောင်းမှာရှိနေတဲ့ခါကျတော့ကိုတော့ကမရောက်နိုင်မယ်အတသမီးတွေရှိတော့မရောက်လဲရောက်လားရှမ်းဝနာထမ်းလို့ရှမ်းပြည်ဆုံးလို့နော်ထုံးလို့သူတို့ရောက်လာပြီအဲ့ဒါဘာကြောင့်လဲသာသနာတော်နဲ့ရင်းနှီးသွားပြီဘာနဲ့ရင်းနှီးသွားလဲအဲ့ဒါကိုမြတ်စွာဘုရားကဝိသတာပရမညာတိဝိသတာပရမညာတိတဲ့ရင်းနှီးရင်ဆွေမျိုးပဲတဲ့ဟုတ်ရလားရင်းနှီးရင်အကောင်းဆုံးဆွေမျိုးမရင်းနှီးရင်ဆွေမျိုးတော်မှသစိမ့်လို့ပဲနော်မှန်ရလားသစိမ့်ပြည့်မဲ့ရင်းနှီးရင်ဘာနဲ့တူနေလဲအဲ့ဒါကဆွေမျိုးတော်မှအာမကိုရပဲနဲ့သစိမ့်ကအာကိုရတာမရှိဘူးလားရှိပါတချို့ကပြောတယ်အရှင်မြတ်တဲ့မလေးတစိမ့်တွေသွားပြီးတော့ဘာလုပ်နေတာအရေးဆိုရင်ရွှေမျိုးကမှအာကိုရတာဘုန်းကြီးရဲ့ဘဝတသက်တာမှာဆွေမျိုးနဲ့တစိမ့်မှာဘုန်းကြီးတစိမ့်ကပူအာကိုရပါတယ်ဆွေမျိုးကတော့ပြောမဟုတ်ပါဘူးဘုန်းကြီးရဲ့ဘဝတသက်တာပြောတာနော်ယနေ့ဒီနော်ဆွေမျိုးတဲ့ကောင်းတဲ့ဆွေမျိုးတဲ့နော်ဆွေမျိုးတဲ့အနစ်နာခံတဲ့တပည့်တွေဆွေမျိုးတဲ့ကောင်းတဲ့ဒကာဒကာမတွေဘုံရဲ့နာမှာရှိတယ်ဒါကြောင့်ဘုံအဲ့ဒီပုဂ္ဂိုလ်ဒီဘုန်းကြီးရဲ့ဆွေမျိုးတွေပဲတဘောပေါက်လားအဲ့ကျတော့ဒကာမမောက်တော်ကောင်းတို့ကသာသနာတော်နဲ့ရင်းနှီးသွားတဲ့အတွက်အဲ့ဒါသာသနာအမွေခံလို့မလားအဲ့ဒါကြောင့်သာသနာဒါယာတော်ဒီသာသနာအမွေဆိုတာတဲ့သာသနာတအပ္ပန္တရောတဲ့သာသနာတော်ရဲ့အတွင်းလူဖြစ်သွားပြီအမြတ်ဆိုရင်ဦးမြင့်တွေ့ရင်နော်ဘာရဲ့အတွင်းလူဖြစ်သွားလဲအဲ့ဒါတော့ကျောင်းသာသနာရဲ့အတွင်းလူဖြစ်သွားတဲ့အခါကျတော့ကျွန်တော်ကတော့ဥပုံလေးမှာတစ်ခေါက်လောက်ရောက်တာလေမှန်ရလားတော်တဲ့ဥပုံလေးမဟုတ်သာသနာရဲ့ရင်းနှီးသွားတဲ့ပုံကျတော့ကိုအကြောင်းကိစ္စနော်ရှိတယ်ဖြစ်တယ်မရှိတယ်ဖြစ်တယ်လာတဲ့ကမရှိဘူးလားရှိပါတယ်ကျန်တဲ့ပုဂ္ဂိုလ်ကတော့အကြောင်းကိစ္စရှိမှာပဲလာတာသာသနာတော်နဲ့ရင်းနှီးသွားတဲ့ပုဂ္ဂိုလ်ကျတော့အကြောင်းကိစ္စရှိမရှိလာပြီပေါ့မှန်ရလားအဲ့ဒါတခြားပြုရကြလားရှင်ပြုရကြလားတခြားမွေခံရကြလားသာသနာမွေခံရကြလားသာသနာ့ဘုရားမှာသာသနာနဲ့ရှင်ဒီမှာသာသနာတော်နော်တန်ဃာတော်ယဟန်တန်ဃာတွေကဘလို့လုပ်တဲ့နဲ့ဘလို့မလုပ်တဲ့ဘူးဘလို့နေတဲ့နဲ့ဘလို့မနေတဲ့ဘူးဘလို့ပြောတဲ့နဲ့ဘလို့မပြောတဲ့ဘူးဘလို့အတွေ့ဘလို့ယူဆကောင်းတယ်ဘလို့ယူဆမကောင်းဘူးဘလို့အတွေ့ခေါ်ကကောင်းတယ်ဘလို့အတွေ့ခေါ်ကမကောင်းဘူးစသည်အပြင်ပြုမှုပြောသူကြံစီရကစကိုယ့်ရဲ့ကံသုံးပါပေါ့ဗျာဘာသုံးပါလဲအဲ့ဒီကံသုံးပါကစနော်ကောင်းတဲ့ကောင်းအောင်မပြုတ်ပြင်ပေးဘူးလားအဲ့ဒါလိုကောင်းတဲ့ကောင်းအောင်ပြုပြင်လိုက်တဲ့အရာတိုင်းဒီအဲ့ဒါကိုယ့်ဘဝအတွက်အထက်လမ်းကိုတက်လမ်းဖို့အတွက်ဉာဏ်တစ်ခုပဲမဟုတ်လားဘယ်လမ်းကိုတက်လမ်းဖို့အထက်လမ်းကိုတက်လမ်းဖို့ပြောသမှာဟုတ်ဘာတစ်ခုတည်းလဲတဏ္ဍာမတမင်းကြီးယနမုစေယတဟိခတိဖေဇနထပိသင်္စရိတ်တာပိပါရမေတဲ့ကတိတွေ့ကြကြုံကြဘုဘဝဝဲဆုံရလေတောင်းပြောင်းဖုံအာယုံအဖုံနိုင်ဘဝမှာတွေ့ကြုံရမယ့်ຢာတွေကမြောက်လားတွေ့ကြုံရမယ့်ຢာတွေအများကြီးကတိသင်္စရိတ်တာမိကတိဘေဇနထပိသင်္စရိတ်တာမိပါရမေအဲ့တော့ဘဝတွေကနေလိုက်မြင်လိုက်နေလိုက်မြင်လိုက်နဲ့မရှိဘူးလားရှိလားအဲ့ဒါလိုဘဝတွေနေလိုက်မြင်လိုက်ဖြစ်ရတာကယောဂီတို့ဘုန်းကြီးတို့တွေကိုကိလေသာကလှဲ့ဘာကလှဲ့ကိလေသာလှဲ့တာဘာကိုတက်လှဲ့တာလဲလို့ပြောဝင်ရိုးကိုတက်လှဲ့ဘာကိုတက်လဲဝင်ရိုးကိုတက်အဲ့ဒီဝင်ရိုးကဘာနဲ့
ဘာကြီးလဲမေးတော့အာတဝတရား၄ပါးဘာတရား၄ပါးအဲ့ဒီဝင်ရိုးတက်လိုက်တော့ဒိဋ္ဌိကနော်အပေါ်တဲ့ဘယ်ကိုအလှည့်များတော့အောက်ကိုအလှည့်များတယ်ဘယ်ကိုလဲများတော့အောက်ကိုလှည့်များဒါလို့ရှိရင်ယောဂီပေါင်းတော်ကောင်းလို့အဲ့တော့ဒိဋ္ဌိမပြုတ်ပဲနဲ့လူကြတန်းကြနော်သီလဆောက်တည်ကြနော်တမထဘာဝနာတွေပေါ်များကြရင်အဲ့ဒီဒိဋ္ဌိဟာနိဗ္ဗာန်ကိုတန်းရောက်ပါလားနိဗ္ဗာန်မရောက်အောင်ကပ်ကွက်ထားပါလားဒါကကျိုးတစ်ခုပဲနော်ချီမထားဘူးလားချီထားတယ်တဲ့ဗျာနော်ချီထားတယ်ဒါကြောင့်ဓမ္မပေါင်းဘုရားကောင်းတို့ယနေ့သားရှင်ပြုသမိနန္တလို့ခေါ်တဲ့နော်ဒီမြေယရနာတွေကိုရှင်ပြုပေးလိုက်တဲ့အလှဟာအဲ့ဒီဒိဋ္ဌိပါလို့ရှင်ရင်အပေါ်လမ်းကိုတက်တက်ကမှကျိုးတန်းလိုက်နဲ့တက်တယ်လို့ပေါ့ဗျာနော်ပြန်မကြနိုင်ဘူးလားအဲ့တော့ကိုကအထက်ရောက်သွားရင်ညင်းဆိုတာတို့အသိလားဘာလို့ပြရမှာလဲအခုအဲ့ဒါကိုမသိတဲ့အခါကျတော့အဲ့ဒီကုသိုလ်တွေတာယာတော့ဒီကုသိုလ်တွေနဲ့လူဖြစ်ခြင်းနဲ့နတ်ဖြစ်ခြင်းနဲ့မှန်ရလားဇမဖြစ်ခြင်းနဲ့ဆိုတော့အဲ့တော့လူဖြစ်ခြင်းတော့လူဘဝမတောင်းလိုက်ဘူးလားနတ်ဖြစ်ခြင်းတော့ဇမဖြစ်ခြင်းတော့တိတောင်းလားမတိတောင်းလားမတိတာကအဝိဇ္ဇာအဲ့ကျတော့တဲ့လူဖြစ်စီနတ်ဖြစ်စီဇမဖြစ်စီတော့တရားတွေကတခြားတရားလားကံတရားတွေလားအဲ့ကြတော့အလုံးလုံးတစ်ခါမှာကံအလုံးတွေလုံးတစ်ခါမှာဒါနရဲ့သီလရဲ့ဘာဝနာရဲ့ပြောသမောဟိဒါနဆိုတဲ့ယောဂီပေါင်းတော်ကောယနေ့ရည်ရနာတွေကိုရှင်းပြလိုက်ပြီဒါနမဟုတ်ဘူးလားအဲ့ဒီဒါနကပုံညာပိသင်္ခါရဘာသင်္ခါရပုံညာပိသင်္ခါရအဲ့ဒီသီလတွေလည်းမစောင့်ကြည့်လိုက်ဘူးလားသီလတွေစောင့်ကြည့်လိုက်ပြန်တော့လေပုံညာပိသင်္ခါရဒါပေမဲ့သစ္စာသိသလားမေးတော့အဲ့ဒီသစ္စာမသိတာကလူတန်းပြီးတော့နော်သီလတွေစောင့်ကြည့်ကြတာကသင်္ခါရအဝိဇ္ဇာပိစယဘာသင်္ခါရပုံညာပိသင်္ခါရဘာသင်္ခါရအဲ့ဒီပုံညာပိသင်္ခါရဆိုတဲ့နော်ကုသိုလ်တရားတွေကယောဂီပုတ္တရောတဲ့ပေါင်းတို့ကိုဘုန်းကြီးတို့တွေကိုသင်္ခါရပိစယဝိညာဏဆိုမှခန္ဓာတွေပြန်ပြီးမပေးဘူးလားပေးပါဘူးဘာတွေပြန်ပေးတယ်သင်္ခါရပိစယဝိညာဉ်နဲ့တော့ခန္ဓာဘယ်နှပါဘာတွေလဲပြောကြည့်သားမဟုတ်ဝိညာဉ်အဲ့တော့ပရိသန္တိနေရတာချမ်းသာသလားဆင်းရဲသလားမြတ်စွာဘုရားကဇာတိပိဘာသစ္စာဒုက္ခသစ္စာဇာတိပိဘာသစ္စာဇာတိပိဘာသစ္စာမရဏပိဘာသစ္စာပြည့်ဝေပြောတဲ့နော်ချစ်သူတွေနဲ့ကိုယ်ခွင့်ရတာလည်းဘာသစ္စာမိုးသူတွေနဲ့အတူနေရတာလည်းဘာသစ္စာရတာမလို့လိုတာမရမဆင်းရဲတော့တယ်ဘာသစ္စာအဲ့ဒီဒုက္ခ၈ချက်လုံးယောဂီပေါင်းလိုချင်ရလားဒါပေမဲ့လူဘဝရလာတဲ့အခါကျတော့ယောဂီတော်တော်သင်ပေါင်းတို့ဒီဒုက္ခတွေကတွဲပြီးပါမလာဘူးလားအဲ့ဒါတွေယောဂီပေါင်းတော်တို့တိလို့လိုချင်ခဲ့တာလားမတိလို့လိုချင်ခဲ့တာလားမတိတာကလိုချင်လို့ပြုလိုက်တဲ့ကုသိုလ်တွေကအဝိဇ္ဇာပိစယသင်္ခါရပိစယခန္ဓာမရပါပြန်ရဘာသစ္စာဒုက္ခနာနော်နတ်ခန္ဓာကြတော့လည်းပဲဘာသစ္စာယမခန္ဓာကြတော့လည်းဘာသစ္စာဘေဘဘဝရရဘာသစ္စာကဲဒုက္ခသစ္စာဒါဖြင့်ဒုက္ခသစ္စာဖြစ်မဲ့ကုသိုလ်ကိုခုနပြောတယ်လို့ပေါ့အားကိုရမှာမဟုတ်ဘူးဉာဏ်အဖြစ်သုံးချရမှာဘာဖြစ်သုံးချဘာဖြစ်သုံးချရမယ်ဉာဏ်အဖြစ်သုံးချတဲ့အခါကျတော့ဓမ္မပေါင်းသူတော်ကောင်းတို့ဘယ်လိုသုံးချမှာလဲအဲ့ဒီအသုံးချတဲ့အခါပြန်ကြည့်လိုက်ဖယားအလောင်းဘုန်းကြီးယနေ့မနေ့ရသော်ဘုရားအလောင်းတော်မဟာသုဒ္ဓတနာစัจ java ဝရေမင်းကြီးအကြောင်းဟောကြည့်လိုက်တယ်ကြည့်လိုက်တော့သူ့လှူတာပေါ့ဟောမြန်မြန်စားစားမကြည့်နဲ့သုံးခုလည်းကြည့်ဒါနရဲ့သီလရဲ့ဘာဝနာရဲ့ပြောရမအောင်ဒါနရဲ့သီလရဲ့ဘာဝနာရဲ့သူတို့ကအနှစ်2000အနှစ်ဘယ်နှသောအဲ့ဒီအနှစ်2000တတန်းရှိတဲ့ကာလ
ဒုက္ခကအနှစ်ဘယ်လောက်လဲ90နဲ့5ဘယ်လောက်တော့ကွာဟုတ်လားကွာလားဟာကွာလိုက်တာရေမောင်သမင်းထွန်းတို့ကွာတယ်နော်မောင်ကတော့မောင်ခိုင်ထွန်းတို့နော်မကွာလားကွာလားမင်းတို့ကတော့ရတဲ့တက္ကသိုလ်ရဲ့ရာဂနာမရှိဘူးစေတနာလေးကိုပဲဖြုံးနေကြကိုမကတော့ဘယ်လောက်တော့ရှိအနည်းနဲ့တောင်းနေနော်အဲ့ဒီအနည်းနဲ့တောင်းသာလာမှာတို့ဘုရားလုံးအဲ့မှာတစ်ထည့်တယောက်ချက်တာတဲ့မျိုးတစ်ခုပေါ့နော်ချက်တာတဲ့မျိုးစုမှာတဲ့သူကဖြစ်တယ်အဲ့မှာမြတ်စွာဘုရားရှင်ရဲ့သာသနာနောက်ပိုင်းမှာသူကဟိုကိစ္စတစ်ခုနဲ့တိုးရဲသွားတော့အဲ့မှာတိုးရဲမှာကိုရောတော်ဘာတရင်တုံးနေတာလို့သူအကက်ခတ်မိတာနဲ့အဲ့ဒီကိုရောကဆုံးခံသွားနေတယ်ရှင်သူကဘာလို့လဲတော့တက်ခတ်မိုးကြောင်လေးစော့ဘာမိုးကြောင်လေးအဲ့တော့တိုးရဲကတက်ပင်ခုတ်တိုးရဲကတက်ပင်ခိုင်းနေကိုတိုင်လေးဆိုင်အဲ့ဒီတိုင်လေးဆိုင်ပြီးတော့မှလေးတိုင်စီလေးလုပ်ပြီးတော့မှအဲ့မှာတက်ခတ်လေးတွေမိုးနော်တက်ခတ်လေးတွေလုပ်တော့တက်ခတ်တဲကြောင်လေးပေါ့တပားနေတာလေးဆိုတော့တော်တော်ကြီးဂရေတလုံးသားလို့ရှိမှာပေါ့နော်ဟုတ်တယ်မလားဘာတလုံးသားလဲအဲ့ဒီတက်ခတ်မိုးတည့်ရမိုးကြောင်လေးစောက်ပြီးတော့တဲ့သူကဒိဋ္ဌာန်လိုက်ဒီကြောင်ထဲမှာဆရာတော်ရှင်မြတ်နော်ဂရေသုံးတော်မူပါလေတည်းပေါ့နော်ဂရေသုံးတော်မူပါလေဆိုမှအဲ့လိုဒိဋ္ဌာန်တော့ဟောတခြားနေရာစောင့်ကြည့်ဆရာတော်ကြွလာတော့ဦးသိန်းကနော်ရဟန်းတော်တပါးကြွလာတော့အဲ့ဒီကြောင်လေးထဲမှာဝင်ပြီးတော့မှနော်တရင်သုံးတာတွေ့တဲ့အခါကျမှရှင်ဘုရားဒီရက်မှာတရင်သုံးသလားဟုတ်တယ်တခါကြီးအဲ့လိုဆိုရင်ရှင်ဘုရားအဖေမမတော့ပါနဲ့တပည့်တော်ဒီမှာအားလုံးကြောက်ဆော့ပြီးတော့ပြည်သူတွေကွန်လူပါမယ်ဆိုတော့အဲ့ဒီနေရာလေးမှာတဲ့ထိုင်ကုန်လေးတွေလည်းလုတ်ပြီးတယ်တိုးရဲမှာနော်အသားတွေလည်းကားရတယ်အသားတွေဘာလုပ်ပြီးလဲထိုင်ကုန်လေးလုတ်ပြီးတယ်နော်ထိုင်ဖို့ရထိုင်ကုန်လေးလုတ်ပြီးထားတယ်နန်းလျှောက်ဖို့ဇင်ညာလမ်းလေးလုပ်ပြီးထားတယ်အဲ့မှာရေကန်မှာရေတွေပါတွေချိုးဖို့အတွက်ရေတွေပါတွေသုံးဖို့အတွက်အဲ့မှာရေကန်လေးလည်းကြာကန်နော်ပြုတ်ပြပေးထားတယ်အဲ့ဒီရေကန်ကိုတဲ့တော်ရဲကတလိษံနေမနှောက်ရှက်အောင်မဖြစ်စီအောင်နော်ဆူးတွေလည်းကာထားတယ်ကြောင်းလေးမှာဆူးတွေလည်းကာထားတယ်အဲ့ဒီရေကန်လေးမှာအေးအောင်လို့တဲ့ထမ်းပင်လေးတွေဘေးကပတ်လည်းစိုက်ပေးထားတယ်ထမ်းပင်တန်းလေးပေါ့နော်ခုနှစ်ပင်တန်းလေးစိုက်ပြီးတော့မှစိုက်ပေးထားတယ်တဲ့အဲ့ဒါလို့တဲ့နော်သင်္ကန်းလေးစွမ်းလေးကြောင်းလေးပါမသွားဘူးလားအဲ့ဒါတခြားကုသိုလ်လားဒါနကုသိုလ်လားဟောကုသိုလ်လေးကျတော့လည်းဘာဆောက်မလဲဘုံဆောက်ဒါပြန်သီလကုသိုလ်လည်းမပါဘူးလားဟောမေတ္တာဘာဝနာတွေလည်းမပါဘူးလားဘယ်နဲ့ပြောလဲဒါနရဲ့သီလရဲ့အဲ့မဲ့သူပြုတဲ့ဒါနဒီအိုးဦးမြင့်သေးနော်ဦးမြင့်သေးတို့ဒေါ်မြင့်မြင့်ဆွေတို့ဒေါ်မြင့်မြတ်ဆွေတို့ပြန်ပြီးသုံးသက်ကြည့်ခမရတို့တို့ထင်တာကကြီးကျယ်လူတိုင်းမှာကြီးကျယ်ကျိုးပေးမှလို့ထင်တာကအမှန်မှကြီးကျယ်လူတိုင်းနဲ့စေတနာကြီးကျယ်ဖို့လိုပါတယ်။ဘာတဲ့လဲ။ဘာကြီးကျယ်ဖို့လိုတယ်လဲ။အပြည့်ကြီးကျယ်ရုံနဲ့မရဘူးနော်။ဘာကြီးကျယ်ရမှာလဲ။အဲစေတနာကဘာဖြစ်လို့ကြီးကျယ်ဖြစ်တယ်လဲပြီးတော့သီလသမာဓိပညာကြောင့်ကြီးကျယ်တာပြော။ကိုလူမရဟန္တာမာတွေကသီလသမာဓိပညာကြီးကျယ်ရင်ကိုယ်စေတနာနဲ့ပေါင်းလိုက်တော့ဘာမှကြီးကျယ်သွားပြီလေစေတနာဘာမှကြီးကျယ်သွားပြီလေနောက်တစ်ခါကိုယ်အနေမှာတစ်ခါထပ်ပြီးတော့မှဒီစေရောတမတော်ရဲ့ရှင်းမှာပဲငါးပါးသီလရှင်းပါးသီလခံယူစောင့်တည်လိုက်ပြန်တော့လည်းပဲကိုယ့်ရဲ့စေတနာကြီးကျယ်မသွားဘူးလားဒီကြတဲ့မှာမေတ္တာဘာဝနာတွေတိုးလိုက်ပြန်တော့လည်းကိုယ့်ရဲ့စေတနာတွေကြီးကျယ်မသွားဘူးလားဒါကယုတ်ဒါကနံဒါကဖြစ်လို့ဖြစ်တဲ့သဘောတရားတွေဆင်ခြင်လိုက်ပြန်တော့လည်းပဲဒီရဲ့ကိုယ့်ရဲ့စေတနာတွေကြီးကျယ်မသွားဘူးလားအဲ့ဒီစေတနာကြီးကျယ်တော့ကံကြီးကျယ်တယ်ဗောဗျာဘာတယ်လဲဗျာကံကြီးကျယ်တော့အကျိုးပေးရတယ်အဲ့ကျတော့အဲ့ဒီရဲ့အဲ့ဘုရားကောင်းနော်အမျိုးကောင်းသားကအဲ့ဒီရန်တော်ကိုထူလိုက်တာဘာမှမများဘူးနော်စွမ်းလေးနေ့စဉ်ထူတာရဲ့ဘာလို့တင်ငန်းတခေတင်ငန်းလေးထူတာရဲ့ဒါလေးပဲကျောင်းကလည်းကြီးမားမဟုတ်ဘူးတည့်ရမို့ကျောင်းလေးပဲနော်နောက်တော့ကလေးထိုင်သဘောကလေးထိုင်ပေါ့ဗျာနော်ကရတိုင်းလေးထူတာရဲ့နော်ဒီရေနံလေးထူတာရဲ့နော်ကြောင်းတိုက်မှာနော်ဟိုဗါလဲဟိုလွယ်ကူဟိုနော်ဟိုနည်းနည်းမဝင်အောင်လို့နော်တော့တလိษံနေမဖြစ်သေးနိုင်အောင်လို့နော်စူးတွေနဲ့ကာယံနဲ့နော်အဲ့ဒါလေးတိုင်းလေးထူတာရဲ့ဒါပဲစူးတိုင်းတော့အ
အုတ်တိုင်းမဟုတ်ဘူးဒီနေ့ခေတ်မှာတော့ဘုန်းကြီးကျောင်းတွေမှာကလည်းဘာတွေလုပ်နေရလဲခေတ်ကာလအတိုင်းပေါ့ဘာကာလအတိုင်းလဲအဲ့တော့သူတို့အဲ့လိုလှူလိုက်တဲ့အဲ့ဒီလိုမျိုးလှူလိုက်တဲ့တို့ဘုရားလောင်းဟာဟောတည်တဲ့ခါကျတော့လက်ပြရောက်တယ်ရောက်ပါဓမ္မအဲ့တော့အဲ့နတ်ပြည်ကနေမှပြန်ပြီးတော့မှဆင်းလာတော့ကုသဝတီမင်းနေပြီတော့ဗါတယ်လေအဲ့မှာကုသဝတီမင်းနေပြီတော့မဟာကုတ္တတနာအမျိုးကောင်းသားဖြစ်တယ်အဲ့ဒီမဟာကုတ္တတနာအမျိုးကောင်းသားဖြစ်တော့စကြဝဠာမင်းဖြစ်ဖို့အတွက်ကျင့်စဉ်ကြီးကျင့်တဲ့ခါကျတော့မှအဲ့မှာစကြဝဠာမင်းကြီးဖြစ်တယ်ဘာမင်းဖြစ်တယ်လဲကဲကျင်သူလှုပ်လိုက်တဲ့လူဒီတိတ်ကြီးကျင်သလားမေးတော့ယောဂီတို့အိမ်မှာနေတဲ့ဇွန်မလောင်ဘူးလားအဲ့လိုလေးပဲမပို့ဘူးအဲ့ဒီလိုလေးပဲနေတဲ့ဇွန်လောင်နေဒါပေမဲ့ဝါဆိုသင်္ကန်းချိန်ကြရင်ဝါဆိုသင်္ကန်းလိုတယ်ခရိသင်္ကန်းချိန်ကြရင်ဒါလေးပဲဥပုပ်နေဆိုရင်ကိုယ်ဆောင်တဲ့ဒါနဲ့ချိန်ဆိုရင်ငါးပါးတိရနဲ့နေတယ်ဆိုတော့ဒါဖြင့်ကြီးမားရဲ့လို့ပြန်တွက်ကြည့်လိုက်ဟုတ်ရဲ့လားကြီးကျယ်လို့ပြောလို့တော့တမန်လေးပဲနော်ဒါပေမဲ့အဲ့ဒါလေးကိုပုံမှန်လေးလုပ်တာဘာလို့လုပ်တာလဲဒါဖြင့်သူလုပ်တဲ့အားလေးအချစ်ချွတ်ရင်ပါလေဒါနာရဲ့သီလရဲ့ဘာဝနာရဲ့အဲ့ဒီဒါနာလေးကြမှာခုနပြောသလိုတိတ်ကြီးမားတိတ်ထောင်ကြီးတောင်းကြီးဆွတ်လို့ပြီးလို့တာဟုတ်ရဲ့လားဟုတ်ပါဘူးဗျာထောင်ကနန်းတောင်းကနန်းလောက်လေးကုန်ကြမှာပါဟုတ်ရဲ့လားအဲ့လောက်လေးကုန်ကြမှာတော့စနာကြီးလေတိရွတ်တက်ခွက်မိုးလေးကြောင်ဆောက်ရင်တောင်းကနန်းပေါ့ဝယ်ဆောက်ရင်တော့နော်ဟုတ်တယ်မလားအေးဒါပေမဲ့ယနေ့ခေတ်ဟိုနန်းကဘုန်းကြီးရဲ့နော်ထက်တဲ့မိုးကြောင်လေးကတော့ဘုန်းကြီးတို့တော့တော်တော်ကုန်တယ်ဗျငါးသိန်းလောက်ကုန်တယ်ဝပကသင်တော်တော်ကုန်တယ်နော်အဲ့ဒီကကြတော့အဲ့လိုမျိုးဆိုတော့စန္ဒကြီးကိုတက်ကြီးမှတော့မဟုတ်တော့မှာနော်ဒါတော့ဟောတိုးရတဲ့ကရတာလေခန္ဓာကိုယ်လှုပ်အားလေးပဲဆက်ရတာနော်ဒါကြောင့်ဒကရမဘုရားတော်စန္ဒပါပိုက်ဆံကုန်မှအလှလို့မထင်နဲ့ကိုယ်လှုပ်အားလေးနဲ့လှုပ်ပြီးတော့မှကင်ပြီးတာလေအလှပဲမဟုတ်ဘူးလားအဲ့ဒါလို့နဲ့ဟောစကြဝဠာမင်းဖြစ်လာတဲ့ခါကျတော့တစ်ပရိဘောဂတွေတူထားခဲ့တဲ့အတွက်ဟောပလင်မောင်း8000လေးတော့ပြောပလင်မောင်းမလို့လေနန်းတော်ကြီးကလည်းကျောင်းလေးတူခဲ့တဲ့အတွက်နန်းတော်ကြီးကလည်း8000လေးတော့နန်းတော်အစောအုပ်တွေက8000လေးတော့ပေါ်လားဘာ8000လေးတော့လဲပလင်မောင်းကလည်း8000လေးတော့နဲ့အသုံးဆောင်တွေလူခဲ့တဲ့အတွက်နော်အဲ့မှာစီမီတွေနဲ့လူခဲ့တာဖြစ်တဲ့အတွက်တဲ့မနောမယဗရမ ्या ကြီးနဲ့အတူတဲ့ဗရမ ्या ရတနာ8000နဲ့4တောင်တဲ့ဘယ်လောက်လဲလဲဩနုလေးနဲ့နော်ခဲဝဲဘောဇနေနဲ့အရာသားတွေနဲ့လှူဒန်းခဲ့တဲ့အတွက်နိုးစားနွားမတွေကလည်း8000နဲ့4တောင်နဲ့နော်အဲတရားအထုတ်ဖို့အတွက်တရားဓမ္မယုံကြီးကလည်း8000နဲ့4တောင်နဲ့ဗျာကျုပ်တို့မှာတော့ဘာအလူမှမရှိကြတော့မသိဘူးเนาะကျောင်းလေးဆောက်ဖို့အတွက်ဓမ္မယုံလေးဆောက်ဖို့အတွက်မနှဲဖို့လူခံရတယ်เนาะအဲ့ဒါကံချင်းကတူလို့လားမတူလို့လားအဲ့ဒါကြောင့်ကိုယ်ကံကိုနားလေကြเนาะဘသူကံကိုဘသူနားလေရမယ်အဲ့ဒါလို့နဲ့တဲ့နှစ်ပေါင်းเนาะအဲ့ဒါနှစ်ပေါင်းအနှစ်8000ဘယ်လောက်လဲအနှစ်8000เนาะအနှစ်8000နေလာလိုက်အနှစ်ဘယ်လောက်လဲအဲ့နဲ့ဒီနဲ့နောက်တော့မှဒီအဲ့မှာသူကဓမ္မပြတ်တတ်ကြီးဓမ္မယုံကြီးမှာဖရာလောမဟာသုဒ္ဓနာမင်းကြီးတပါးတဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိသဝိတ္တဓမ္မယုံနဲ့ဝန်ဏနဲ့ဟုတ်တယ်လို့ခရာနဲ့မှန်းပလိုက်တယ်အုံကာမဝိတ္တတိတ်ထဒီနေရာမှာမနေခဲ့တော့ဒီနာမှာမရက်ခဲ့တော့ငါအထွေးနော်ခေါင်းထဲမှာမင်းဓမ္မယုံလက်ကြီးဆက်ပြီးတော့လိုက်မလာနဲ့မင်းဒီနေ့ရက်ခဲ့ဘယ်ဝမှာထားခဲ့ယောဂီတို့လည်းပဲတရားစခန်းဝင်တယ်ယောဂီတို့ရဲ့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့သားရီသမီးလေးအာယုလေးကြံစီတဲ့ကာမဝိတ္တသူတို့ဘုံမှာကြောင်းကြတဲ့ဗျာပါဒဝိတ္တနော်
တက္ကရာမှာဆိုရင်ကြောင်းကြတဲ့ဝေငါဝေမရှိဘူးလားအဲ့ဒါလေးကိုဂါထာလေးရုပ်ပြီးတော့မှဖနှောင်းပေါက်တော့အုံးဣရတိဋ္ဌဒီနေရာမှာနေခဲ့တော့ဒီနာမည်ရက်တော့ဓမ္မယုံတဲ့ဒီမလိုက်နဲ့ဆိုရင်မောင်းထုတ်ခဲ့ပြီဟုတ်လားဘုရားတော်သူတော်တနာစကြမင်းကြီးကတော့အဲ့ဒီလိုမျိုးဓမ္မယုံပြင်ဘက်မှာထားခဲ့တယ်မှာအဲ့မှာဇန်တရားတွေပွားများလိုက်တာဇန်ဘယင်တွေရသွားတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းအနှစ်8000နေသွားတာလေဘယ်တော့နေသွားလဲအဲ့ဒီတရားကြီးရတယ်ပဲအိုးဘယင်ကြီးဒီလိုနေတော့လာပြီးတော့မှတွေ့တာဗောနော်သူလာတွေ့တဲ့ခါကျတော့အရှင်မင်းကြီးမိပြန်တဲ့တော့အားလုံးကိုပြစ်မထားပါနဲ့လစ်လို့မရှိပါနဲ့အရှင်မင်းကြီးဘာညာဆိုတော့ဟဲ့မိမရပေါ့မိုင်မဲလာကြည်လားမိမကောမပြီးသားလိုက်တာပေါ့ဟာခါတော့တုံးအောင်ကြောက်သွားတယ်မိဖုရားကြီးသူ့အဲ့လိုပြောလို့မိုင်မဲလိုက်တာမိမကောမပြီးသားလိုက်တာနော်မရကောမပြီးသားလိုက်တာလို့ပြောတော့ဟာအရှင်မင်းကြီးကျွန်တော်မျိုးကဘာပြောပြလို့လဲမင်းအဲ့ဒီလိုငါတို့ကိုပြစ်ထားတယ်ပြစ်လို့ရှုတယ်ဆိုတဲ့စကားတည်တဲ့ငါ့ကိုအပေကိုတွန်းပို့နေတာဘယ်ကိုတွန်းပို့တာလဲဘုံမြင့်သေးရေဟုတ်ပြီလားအပေတွန်းပို့မဲ့အားတွေနဲ့မနေနဲ့နော်ဟုတ်ပြီလားငါ့ကိုအပေတွန်းပို့နေတာအဲ့တော့မင်းစကားပြင်ပြောတာတဲ့အရှင်မင်းကြီးစိတ်ရေးချမ်းသာသွားနော်နေပြီးတရားဓမ္မတွေနဲ့တွေ့လျော်ပါကျွန်တော်မျိုးမနဲ့တကွာတိုင်းပြည်ကြီးပေါ်မှာငဲကွက်တော်မမူပါနဲ့လို့ပြန်ပြောတာဆိုမှအဲ့ကြမှာအရှင်မင်းကြီးကျွန်တော်မျိုးမတို့ပေါ်မှာနော်ငဲကွက်ပါမငဲကွက်ပါနဲ့ဒီလိုရှုလိုက်ပါနော်အဲ့တော့ငဲကွက်ပြီးတော့မှတာဆွဲသမီးဆွဲစေဆွဲမျိုးဆွဲဦးဆွဲအိမ်ဆွဲတိုက်ပြည်ဆွဲပြီးတည်တဲ့ပုဂ္ဂိုလ်ဒီတည်ခြင်းမကောင်းပါဘူးအဲ့တော့ရှင်မင်းကြီးအဲ့ဒီလိုမျိုးငဲကွက်တော်မမူပါနဲ့လို့ပြန်လျှောက်မှနော်မဟာသုတနာမင်းကြီးကနှစ်သက်တော်မူတယ်သဘောကျတော်မူတယ်အဲ့မှာလေမဟာသုတနာမင်းကြီးနဲ့ရောဆန်တယ်နဲ့ရောဆန်တော့ဓမ္မပြည်ရောက်တယ်နော်အဲ့ဒီလိုနဲ့ပါရမီတွေဖြစ်ရင်းနဲ့မြတ်စွာဘုရားဖြစ်လာတဲ့အခါကျတော့ပရိနိဗ္ဗာန်ဆံတော့မယ်ဆိုတော့မြတ်စွာဘုရားဘယ်ကိုကြွမလဲဆိုတော့လုံးဝပါရဲ့ကိုယ်တိန်နာယုံအင်ဂျင်တော်ကိုကြွမယ်ဆိုတော့ညီတော်အာနန္ဒာကအရှင်ဘုရားမြို့သေးမြို့မွားမြို့ငယ်စားလေးပါရှင်ဘုရားတဲ့မြတ်စွာဘုရားဆိုတာကတလောကလုံးရဲ့နော်အာထာကိုယ်ွယ်ရမြတ်စွာဘုရားဖြစ်တယ်ဆိုတော့မြတ်စွာဘုရားပြိဋိဘံဆံလို့ရှိရင်အာလုံးသောပြိဋ္ဌတွေလာကြမှာဒီလိုမြို့ငယ်လေးနဲ့ဆက်မပြေပါဘူးဆိုတော့မြတ်စွာဘုရားအဲ့ဒီမဟာတုတ္တတနာတုတ်တန်ဆိုတဲ့ဒီတရားတော်ကြီးကိုခေါ်ကြားလိုက်တာအဲ့လိုတော့စီကားခဲ့တဲ့မြို့ကြီးပါတဲ့ရှစ်သားရည်တဲ့အဲ့ဒီလိုဒါနလေးနော်တေးသေးလေးလို့ထင်ရပြီမယ်အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့နော်အကြောင်းကံတရားကြောင့်တဲ့အဲ့လိုကြည်ကျယ်တဲ့နော်ဒီမဟာတုတ္တနာမင်းဘဝစည်းစိမ်တွေကိုများစွာသောစည်းစိမ်တွေကိုရရှိတယ်တိုးတော်လည်းဘလောက်ပဲစည်းစိမ်တွေဘလောက်ပဲများအဲ့ဓာတွေဟာသင်္ခါရသဘောတရားတိုင်းအလုံးဟာပြည့်စည်ရတယ်စိတ္တအာနန္ဒာဒါကြောင့်သင်္ခါရတရားကိုညီငွေတင်နေတယ်နော်ဘုမြင့်သေးရေဘာတရားကိုညီငွေတင်လဲအဲ့တော့ညီငွေတင်တယ်ဆိုတော့ဓာတွေကိုဖက်ထွက်ထားမှာလားဓာတွေကိုဆွန့်လို့မှာလားဟဲ့ကိုရှာဝေထားတဲ့ပစ္စည်းတွေကနော်ကုသိုလ်ဖြစ်ဖို့အတွက်အသုံးချတာမလားဟာဖြစ်ဖို့အတွက်အသုံးချတာဒီကုသိုလ်တွေကလည်းတခြားရဖို့အတွက်သုံးချတာလားနိဗ္ဗာန်ရဖို့သုံးချတာလားဒါပေမဲ့ပစ္စည်းဥစ္စာတွေကလည်းဉာဏ်အဖြစ်သုံးချပါကုသိုလ်တရားတွေကလည်းဉာဏ်အဖြစ်သုံးချပါတခြားရောက်ဖို့လားနိဗ္ဗာန်ရောက်ဖို့လားအဲ့ဒီနိဗ္ဗာန်ရောက်သွားတော့ဒီပစ္စည်းတွေတော့လိုသေးလားဒီကုသိုလ်တွေရောလိုသေးလားဉာဏ်ဖြင့်တက်ပြီးတဲ့အခါဘာနဲ့ဖြစ်ပါလဲဉာဏ်ပဲဖြစ်လိုက်ရုံနဲ့တခြားရောက်လို့လားလိုအပ်တဲ့အမြင့်ရောက်သွားလို့လားအဲ့ဒီအမြင့်ဒီတခြားလွတ်တဲ့နေရာလားဥနာတိလွတ်တဲ့နေရာလားဥနာတိလွတ်ရခြင်းဟာဘာနဲ့လဲနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ဒီအမြင့်ပဲရှင်းရလားအဲ့ဒီရောက်သွားရင်တော့ယောဂီပေါ့တော့ခုနကပြောလိုက်တဲ့အရာတွေလိုသေးလားဖက်တွေ့ထားတရားလိုသေးလားအဲ့ဒီဖက်တွေ့တယ်ဆိုတော့ဖက်ထားတော့တွေ့ထားတဲ့ခါကျတော့မစွန်းလို့နိုင်တဲ့ခါကျတော့ကိုလိုချင်တဲ့နိဗ္ဗာန်ရသေးလားအဲ့ဒီတို့နိဗ္ဗာန်မရတာပေါ်ပြီလားဉာဏ်ကိုဖြစ်နိုင်လို့လားမဖြစ်နိုင်လို့လားအပေါ်တော့တက်ပါရဲ့ဘာလို့တော့မဖြစ်ချင်ဘူးအဲ့ဒါကြောင့်တို့ကကိစ္စကြီးသလားကိစ္စမကြီးတာလားအဲ့တော့ကိစ္စကြီးချင်ပါလေဆိုရင်ဉာဏ်ဖြင့်တက်ပြီးဉာဏ်ကိုဖြတ်နီးတိုင်းယောဂီပေါင်းတော်ကောင်းလည်းရရှိလာတဲ့စိတ်တွေကဒါနကုသိုလ်နှစ်တွေရအောင်ယူနိုင်ကြပါသေးရရှိလာတဲ့ဘဝ
အသက်ထဲကနေမှနော်ခန္ဓာတွေကနေမှတိလကုသိုလ်အနှစ်ကြီးရနိုင်ကြပါစေနော်ရရှိလာတဲ့အသက်နော်ဒီတရားတဲ့အသက်တွေကနေမှအသက်ရှိရတဲ့ကာလတွေကနေမှဝိပဿနာကုသိုလ်တွေကိုနော်အရာယူနိုင်ကြပါစေလို့တိုက်တွန်းခြင်းဖြင့်ဘုန်းကြီးဟောကြားတော်တရားတော်ဤမှာတွင်ဒီကုန်းကပ္ပအဆုံးသတ်ပါတယ်ရေတော့ပရိက္ခတာဦးလေးတို့တာပဲနော်ဦးလေးတို့ကဦးလေးတို့ကဦးလေးတို့ကကဲအာယုလိုက်ဆိုအရှင်ဘုရားတရားတပည့်တော်ဒီဘမလို့ဒီလက်ရှိခန္ဓာကိုခြင်းနာခြင်းဒီခြင်းတရားတို့ဖြင့်ဆက်ဆံနေသောကြောင့်ဆင်းရဲလာပါ၏ကိုခြင်းနာခြင်းဒီခြင်းတရားတို့ကင်းဝေးရာယနေ့ဗံကိုဤတန်တောက်တာလူခြင်းသောအဖြစ်ဤကုသိုလ်တရားများကိုဉာဏ်အဖြစ်အထောက်အပံ့ရသည်နိုင်ရန်63နှစ်ပြည့်ဝိရိယမင်္ဂလာဖြင့်ဘုမြင့်ဖြင့်ဝိရိယလူအကြောင်းပြုကာအာရဏယိရဏတို့ကိုသဗ္ဗရိရပပိစ္ဆကုသိုလ်ချင်းမြောက်ခြင်းရှင်ပြုမင်္ဂလာဘောင်းမင်္ဂလာအကြောင်းပြု၍ဘုရားမရှိတော်သံဃာတော်အရှင်မြတ်တို့ကအာယုစွမ်းနေစွမ်းတစ်ထပ်သောဘုဒ္ဓများဖြင့်လူကံခြင်းဒါနကုသိုလ်တရဏဂုသုံးပါးနှင့်တကွဆွဆုံသောဘုဒ္ဓလာကိုခံယူခြင်းသောတောက်တည်ခြင်းဒီလာကုသိုလ်ရှင်ဘုရားတို့ဟောကြားသောမေတ္တာဘာဝနာဆွမ်းဝရဏတရားတော်တို့ကိုနာဂမတာခြင်းဓမ္မဘာဝနာကုသိုလ်ဒီကုသိုလ်နှင့်တကွပြုသမျှကုသိုလ်စုသည်တတိတော်တို့သစ္စာပိယံဘောဓိညာဤအာជីသောအထောက်အပံ့ဖြစ်ပါစေတည်းယနေ့ယခုပြုသမျှဒါနသီလဘာဝနာပေါင်းစုမြတ်ကောင်းမှု၏ဘုရားကကိုလက်ရှိဖြစ်သောဒီကေဘခင်ဝေလွန်ကြီးသောဒီကေဘခင်ဆရာသခင်ကျေးဇူးရှင်တို့အားအများရကြရန်စွမ်းလူခြင်းနဝကမ္မလူခြင်းသုလာပြလူခြင်းစွမ်းပရိသပင်ရှိပရိသတွေတို့ကိုအတိအတိလူတန်းခြင်းဒါနမှုတို့ကိုပြုလုပ်ကြပါ၏ဒီကောင်းမှုကုသိုလ်စေတနာ၏ဘုရားကကိုလက်ရှိလက်မဲ့ဘုရားနှပြအစထား၍သုံးသက်တဘုံရှင်းလည်ပုံသောလူများများစွာသတ္တဝါတို့အားအမြတ်ပေးဝေပါကုန်၏အထူးအဖြင့်ဝေလွန်သူဥပန်းနွယ်အနည်းဖြစ်သူမမြာဝင်းမော်တို့အားအမြတ်ပေးဝေပါကုန်၏သုံးသက်တဘုံရှင်းလည်ပုံသောဝိနည်းယဒုက္ခိတဒုက္ခိတအတဝါပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရကြပါစေသော
စဝေမာရှုမြင်ကထောက်စားရင်တော့ဇိနာဘဂဝါသာသနာတော်ထွန်းလင်းခဲ့ပြီရာရာဇဝင်မှာမြန်တိုင်းအောင်ချစဘူးတိုင်းရှုတိုင်းသူကဲလာတာရာဇဝင်မှာမြန်တိုင်းအောင်ချစဘူးတိုင်းရှုတိုင်းသူကဲလာတာကောင်းအောင်ပြုပေါင်းဆောင်ပြုကြကောင်းမှုတွေဝေဝေစားတာပြည့်စုံလို့လားပြီးဝေမကုန်လူလိုမခံယတနာရွှေငွေများနဲ့ပေါ်များတဲ့တို့တိုင်းပြည်မြန်မာဘုရားသာသနာရောင်းဝါလီဘေးမယာတွေဝေးကွာကတ်သုံးလီရှောင်းကခွင့်မို့ငါတွေသီလကိုမဆောင်ပြရာဇဝင်မှာညံတိုင်းအောင်ချစဘူးတိုင်းရှုတိုင်းသူကဲလာတာရာဇဝင်မှာညံတိုင်းအောင်ချစဘူးတိုင်းရှုတိုင်းသူကဲလာတာကောင်းအောင်ပြုပေါင်းဆောင်ပြုကြကောင်းမှုတွေဝေဝေစားသာပြည့်စုံလို့သာပြီးမကုန်လူလိုမခံယတနာရွှေငွေများနဲ့ပေါ်များတဲ့ဒူတိုင်းပြည်မြန်မာဘုရားသာသနာရောင်းဝါလီမိမယာတွေဝေးကွာကတ်သုံးလီရှောင်းကခွင့်မို့ငါတွေသီလကိုမဆောင်ရလောကဓမ္မတေ